Hello မေပုံးမေပါဒီနေ့တော့အုတ်ကူကီလေးလုပ်ပြမယ်နော်လက်တက်ဆရန်ကအုတ်လေးကိုအသုံးပြုပြီးတော့လုပ်ပြပါမယ်ရှင်အရင်ဆုံးအုတ်နှစ်ထုပ်ကိုထည့်လိုက်တယ်ဖြော်ထားတဲ့နှုတ်မှုတ်လေး30မlကိုလည်းနည်းနည်းချင်းစီထည့်လိုက်ပါတယ်ငပြောသီးလေးတစ်ပိုင်းကိုလည်းထည့်လိုက်ပါမယ်အမှန်တော့ဒီနေရာမှာဒီကူကီလေးကိုပထမဦးဆုံးစလုပ်ဖူးတာဆိုတော့လေပါဝင်ပစ္စည်းတွေကိုစမ်းတော်ဝါနဲ့ထည့်နေရတာပေါ့နော်ဖေပိုးလေးတောက်နေကြနှုတ်မှုတ်နှစ်စုံကိုလည်းထည့်လိုက်ပါတယ်ပြီးရင်တော့ဒီ DHA cream cheese powder လေးကိုလည်းထည့်ရပေါ့နော်ပါဝင်ပစ္စည်းအကုန်လုံးကိုဒီလိုလက်အိတ်လေးနဲ့နေလိုက်ပါတယ်ကူကီဖြစ်ဖို့ဆိုရင်ပြစ်ကလေးအနေထားဖြစ်ရမှာဆိုတော့သူကနည်းနည်းပြင်းနေပေါ့နော်အဲကြောင့်မလို့နောက်ထပ်အုတ်တစ်ထုပ်ကိုပါထပ်ဖောက်ပြီးတော့ထည့်လိုက်ပါတယ်ကူကီလေးဖုတ်ဖို့အတွက်ဖုံးမဲ့ဘန်းပေါ်မှာအပူခံများလေးထည့်ပြီးတော့ဒီလိုမျိုးလေးလုပ်ပေးထားလိုက်ပါတယ်အမှန်တကယ်တော့စက်ကူစီရင်တော့ကောင်းတာပေါ့နော်ဒီအိမ်မှာစက်ကူကုန်နေတော့ဒီအိမ်မှာရှိတဲ့ခဲဘက်လေးနဲ့ပဲလုပ်လိုက်ပါတယ်အာဗန်လေးတွေကိုထည့်ပြီးတော့မီးအပေါ်မီးအောက်မီးနဲ့သူဒီစွပေါင်းမီဒီယံအနေထားနဲ့ဖုတ်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဒီလိုကူကီအနေထားလေးရပါတယ်အရန်မာဝါတာမျိုးမဖြစ်ဘူးပေါ့နော်နည်းနည်းလေးကြာသွားတယ်ဆိုရင်တော့မာသွားနိုင်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကလေးတွေတဖုံးနဲ့အလွယ်တကူဝါစားလို့ရနိုင်တဲ့အနေထားလေးရပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့ကူကီတွေကို ready made တွေကျွေးနေရတာမကြိုက်ဘူး home made လေးပဲကျွေးနေဆိုတဲ့မေမေတွေအတွက်လုပ်ပြလိုက်ပါတယ်ရှင်ပါဝင်ပစ္စည်းအချိုးအစားကိုတော့ဒီ caption မှာထည့်ပေးထားပါမယ်ဒါဆိုရင်တော့ဒီနေ့ရဲ့ video လေးကဒီလောက်ပါပဲနောက်ပြီးမှပြန်တွေ့ပါမယ်တတာ